ဒီနေ့ hyphenated compound nouns တွေကိုဆက်လေ့လာပါတယ်။ကိုမသိတဲ့ vocabulary လေးတွေတော်တော်များများပါတာလည်းတွေ့ရပါတယ်။မြန်မာလိုဓာတ်ရိုက်အဓိပ္ပာယ်ကောက်တဲ့အခါတိုင်ပတ်ပါတယ်။ဆိုတော့ဖြည်းဖြည်းချင်းစီလေ့လာသွားပါမယ်။ဒီနေ့လေ Zentangle pattern ပဲဆွဲမှာပါ။ Zentangle pattern ထဲမှာ Daisy pattern လေးကိုရွေးထားပါတယ်။အချိန်2 နာရီကြာပြီးနောက်မှာတော့ရေလို့ပြီးသွားပါပြီ။ Day 25 vlog လေးရတဲ့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။